Okay Superman ရဲ့ heat vision อ่ะပေါ့เนาะဒီလေစာတန်းကခင်ဗျားတို့ဒီမျက်လုံးထဲကနေပြီးတော့သူ့ထွက်လာတဲ့သဘာဝလို့ဆိုရလို့ထင်တယ်အဲ့လုံးဝမဟုတ်ဘူးเนาะအဲ့ဒါကို DC သူတို့ဘက်ကကုမ္ပဏီကနေပြီး anatomy ခန္ဓာဗေဒအရာဘယ်လိုမျိုးလေစာထွက်လဲဆိုတာကိုအသေးစိတ်တော့ရှင်းပြထားတယ်အဲ့ဥစ္စာပေါ့เนาะကျွန်တော်ဒီနေ့ပြပြမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုတော့ video လေးကိုဆုံးဖြတ်ကြည့်ဆိုတော့ဒီ Superman ဇာတ်ကောင်ကိုခင်ဗျားတို့အနေနဲ့ပေါ့เนาะဒီ solar battery တစ်လုံးနဲ့မြင်အောင်ကြည့်လိုက်ပါဘာလို့လဲဆိုတော့ solar battery ဆိုလို့ရှိရင်ဒီနေအောင်ကြီးကနေပြီးတော့စွမ်းရည်တူလောင်တယ်ပြီးတော့မှကျွန်တော်တို့ဒီလက်စစ်မြေပါစွမ်းရည်ပြန်သုံးတယ်ပေါ့နော် Superman ကလည်းအဲ့လိုပဲဒီကဘာမြေနေအောင်ကြီးကိုသူကစုပ်ယူထားတယ်နောက်ပြီးတော့မှဒီစွမ်းရည်ကိုပြန်ပြီးတော့သုံးတယ်ပေါ့နော်။ဒါကစွမ်းအမျိုးမျိုးရှိရပေါ့နော်။အဲ့ထဲမှာကျွန်တော်ကဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာတော့ဒီသူ့ရဲ့မျက်လုံးနဲ့လေသာဘယ်လိုဖြစ်လဲဆိုတာပြပြပေးဖြစ်ပါတယ်။သူ့ရဲ့မျက်လုံးကပေါ့နော်တာမန်မျက်လုံးတွေလည်းမတူဘဲနဲ့ဒီအလင်းနဲ့အမျိုးမျိုးထိန်းချုပ်လို့ရတဲ့ bio organic capacitor ဆိုတဲ့ဟာတွေပါတယ်ပေါ့နော်။သူ store လုပ်ထားတဲ့ဒီနေအောင်ကြီးစွမ်းရည်ကိုအနီရောက်ကြောင်ကြီးပြောင်းလဲလိုက်တယ်။ပြောင်းလဲပြီးတော့မှသူ့ရဲ့မျက်လုံးနဲ့ lens ကနေတစ်ဆင့်ဒီအားလုံးစုစည်းလိုက်တယ်ပေါ့နော်။အဲ့နောက်မှာဒီ high intensity laser တန်းလေးတစ်ခုတော့ပြစ်လွတ်လိုက်တယ်။ဆိုတော့အဲ့လိုပြစ်လွတ်လိုက်တဲ့အချိန်မှာအရာအားလုံးလောင်ကျွမ်းသွားပြီပေါ့နော်။ဒါပေမဲ့ဒီ animation တွေဒီ movie တွေမှာဘာလို့အနီရောက်အလင်းတိုင်းတွေ့ရတာလဲလို့မေးတဲ့အခါကျလို့ရှိရင်ဒါအပြင်းပုံမျိုးပေါ့နော်။အရင်အားပြင်းတဲ့အားမျိုးသုံးတဲ့အခါကျလို့ရှိရင်သူကတအားယူစုစည်းလိုက်တဲ့အကြောင်းပေါ့အနီရောက်အတိုင်းဖြစ်မြင်ရတာပေါ့နော်။ဒီတချို့ဒီ Superman ဒီအခုပြထားတဲ့သုံးဝင်ကန်းထဲမှာဆိုဒီမှန်တွေကိုအကုန်လုံးကိုအရေးဖြောပလိုက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဒေတာတန်းလုံးဝမမြင်ရဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့လောက်ထိမလိုလို့ပေါ့နော်ဆိုတော့ तू ကဒီမျက်လုံးနဲ့ကြည့်ရနေအောင်မှာပဲလောင်ကျွမ်းသွားနိုင်တဲ့အဆင့်ရှိရပေါ့နော်ဆိုတော့ညဘက်တွေမှာဆိုလို့ရှိရင်တော့ဘယ်လိုလုပ်မလဲလို့မေးကြရှိပေါ့နော်ဒါပေမဲ့ပြဿနာမရှိဘူးညဘက်တွေဆိုလဲ तू ကတနေ့လုံးဒီ energy absorb လုပ်ထားရပေါ့နော်ဆိုတော့ညဘက်ကျရင် तू ပြန်သုံးလို့ရတယ်ဒါပေမဲ့နေ့ဘက်လောက်တော့အများကြီးသုံးလို့မရဘူးပေါ့အဲ့တော့ heat vision ပြစ်လို့ရလားတခြား power သုံးလို့ရတယ်ဒါပေမဲ့ညဘက်ကျရင်တော့တိတ်မသုံးပေါ့နော်တခြားဒီ physically ကိုပဲသုံးတာများရပါတော့။ဒီနေ့ပြောပြပေးသွားတဲ့အကြောင်းအရာပေါ့ဒီ Superman ရဲ့ဒီမျက်လုံးကနေလေစာကို physically ဘယ်လိုဖြစ်လဲဆိုပြောပြသွားမှာဖြစ်ပါတယ်။နောက်တစ်ပုဒ်မှာတော့ကျွန်တော်ဒီပါဇက်ကနေပြီးတော့ဒီရေခဲတွေပါဘယ်လိုမှုတ်လဲဆိုတော့ပြောပြပေးမှာပေါ့နော်။ဆိုတော့စိတ်ဝင်စားမယ်ဆိုလို့ရှိရင်ဒီ video လေးကို like လေးပေးခဲ့အောင်နောက်ပြီးတော့ page လေးကိုလည်း follow လုပ်ပေးခဲ့။အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာ